ညဘက်တွေမှာအေးရခတ်ပြီးမျက်စိကြောင်နေတာမျိုးဖြစ်ဘူးပါသလားတိုင်းစစ်အမြင်ရဒါခန္ဓာကိုယ်ထဲမှာလေတက်တွေကစင်ကလေးဖြစ်ပြီးတော့တေသောပူရက်ကအုံနောက်စီကိုကန်တက်နေတာကြောင့်ပါဒီနေ့မှာတော့စိတ်တော့ဆရာမလိုပဲနဲ့နှစ်ချိုက်အိပ်ပျော်စေမဲ့နီလန်း၅ခုကိုပြောပြပေးသွားပါမယ်ပထမဆုံးကတော့ဓာတ်စာပါညအိတ်ခန်းဒီမှာနွားနို့နင်းတစ်ခွက်ငပြောသည့်တစ်လုံးစားပေးပါဒါကကြွက်သားတွေကိုပြေရော့စေပြီးတော့လေကိုငြိမ်စေလို့အိတ်ချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်ဒုတိယအချက်ကတော့အပူငြိမ်းစေခြင်းမှာအိမ်ပျော်ရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကခန္ဓာကိုယ်ထဲမှာအပူအောင်းနေတာကြောင့်လည်းဖြစ်တတ်ပါတယ်ကရမတ်ဟာအပူကိုအေးငြိမ်းစေတဲ့သဘောရှိတာကြောင့်ကရမတ်ကိုရေတန့်အေးအေးလေးနဲ့သွေးပြီးတော့တောက်ပေးတာလက်ထင်ခြေပေါ်ရင်ဘတ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလိမ့်ပေးတာမျိုးပြုလုပ်ပေးပါခန္ဓာကိုယ်အေးမြသွားတဲ့အခါစိတ်ကြည်လင်ပြီးတော့ပိုပြီးနှစ်ချိုက်အိပ်ပျော်စေနိုင်ပါတယ်တတိယအချက်ကတော့ညအိပ်ရမဝင်ခင်တနားရီလောက်အလိုမှာဖုံးကိုကိုယ်နဲ့ခက်ဝေးဝေးမှာထားဖို့ပါပဲဖုံးကထွက်တဲ့အလင်းကအုံနောက်ကိုနှိုးဆွပေးလို့ဖြစ်ပါတယ်ပြီးရင်တော့4-8အသက်ရှူနည်းကိုအသုံးပြုပါနှာခေါင်းကနေ4စက္ကန့်ရှူ9စက္ကန့်အောက်ပါးစပ်ကနေ10စက္ကန့်ကြာအောင်ပြန်ထုတ်ပေးခြင်းကစိတ်ကိုချက်ချင်းငြိမ်သက်သွားစေပါတယ်လှုပ်တာချက်အနေနဲ့အိတ်ခမ်းကိုအေးမြပြီးတော့မှောင်နေအောင်ထားပေးပါခေါင်းအောက်မှာမှုေးတဲ့ပန်းလေးတွေခင်းအိတ်တာရေမွေးဖြန်းတာမျိုးပြုလုပ်ပေးပါအေးမြကြည်လင်တဲ့အနံ့ကစိတ်ကိုကြည်လင်အေးချမ်းစေပြီးတော့အိပ်ဆက်ခြင်းကိုအားပေးပါတယ်နောက်ဆုံးအချက်ကတော့ခြေပွားနှိပ်ပေးတာပါခြေပွားအလဲတက်တဲ့ကိုအသားအရာဖိနှိပ်ပေးတာကအာယုံကြောတွေကိုပြေလျော့စေပြီးတော့တွေးလက်ပတ်မှုကောင်းစေတဲ့အတွက်အိပ်ဆက်ခြင်းကိုအထောက်အကူဖြစ်စေပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့တိုင်းအစေဘူးသားတွေကိုအမြဲတမ်းလေ့လာခြင်းနဲ့ဆိုရင်တော့လိုက်ကန်ချဲသွားပြီးဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲအေဂျင့်စွာအိပ်ဆက်နိုင်ကြပါစေရှင်